My people do not need promises. They need fields to feed their children and schools to shape their dreams. I am no hero, just a son of this soil working to give my nation the dignity it deserves. နော်ဝေနိုင်ငံအော်စလိုမြို့2025ခုနှစ်ဇူလိုင်လ29ရက်နေ့ဖြစ်ပါတယ်။စကင်ဒီနေဗီးယားရဲ့အချက်အချာကြားတဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းတစ်ခန်းထဲမှာပါ။ကမ္ဘာအဆင့်မြင့်ဆုံးငင်းချမ်းရေးကော်မတီကနာမည်5ခုပါတဲ့စကာဒင်စကင်းတစ်ခုကိုထုတ်ပြန်လိုက်တဲ့အခါမှာကမ္ဘာကြီးတစ်ခုလုံးကိုရပ်တန့်30လောက်တဲ့နာမည်တစ်ခုပါလာခဲ့ပါတယ်။အဲ့ဒါကတော့ဘာကီနာဖာဆိုနိုင်ငံရဲ့အိမ်ဆောင်သမ္မတဖြစ်တဲ့အစ်ဘရာဟင်ထရာအော်ရီပဲဖြစ်ပါတယ်။ထရာအော်ရီဟာအစဉ်လာရနိုင်ငံရေးသမားတူလည်းမဟုတ်သလိုထိပ်တန်းအဖွဲ့အစည်းတွေရဲ့အစင်းစင်းကိုဖျက်ကျော်ပြီးတက်လာသူလည်းမဟုတ်ပါဘူး။ ထရာဝရီဟာရွေးကောက်ပွဲနဲ့အာဏာရလာတာမဟုတ်ပဲသူယုံကြည်ရာကိုဆွဲဆွဲမြဲမြဲလောက်ဆောင်ခဲ့လို့သာအာဏာရလာခဲ့တာပါအခုတော့သမားရဲ့မထင်မှတ်ထားတဲ့အလဲပြောက်တစ်ခုအနေနဲ့သူဟာ2025ခုနှစ်နိုဗယ်ငင်းချဲရေးစုရဲ့ရှစ်ပြည့်လောက်လျာအနေနဲ့ရက်တည်နေပါတယ်ဒီအကြောင်းအရာကဘာကြောင့်ဒီလောက်အထိခိုင်မာပြီးကြဲကြဲလောက်လောက်ဖြစ်သွားခဲ့လဲဆိုတော့အငင်းပွားစရာတွေကြောင့်မဟုတ်ပဲရှင်းလင်းပြသမှုတွေကြောင့်ပဲဖြစ်ပါတယ်ဓာတ်ပုံရိုက်ပြရုံသက်သက်နဲ့ကြားဆက်ဆန်တဲ့တတမန်ဆက်ဆံရတွေခိစားနေတဲ့အချိန်မှာထရာဝရီကချဲ့ကြတဲ့အယူဆတစ်ခုကိုရွေးချယ်ကျင့်သုံးခဲ့ပါတယ်အဲ့ဒါကတော့အလုံးလုံးချင်းစွလို့အနစ်နာခံမှုနဲ့အမှန်တရားတို့ပဲဖြစ်ပါတယ်သူ့ရဲ့တိုက်ပွဲမြေမှာငတ်မုတ်မှုတွေဖြစ်နေပြီးသူ့ရဲ့တော်လှန်ရေးကတော့ဆင်းရဲမွဲတေမှုကိုရှော့ချဖို့ကြောက်သားတွေကိုပညာသင်ပေးဖို့အမျိုးသမီးတွေကိုမြင့်တင်ပေးဖို့နဲ့လက်သမားတွေကိုကူညီဖို့ပဲဖြစ်ပါတယ်ဒါဟာသမိုင်းဝင်အခိုက်အတန့်တစ်ခုဆိုရင်မှားမယ်မထင်ပါဘူးပထမဆုံးတော့ထရာအိုရီဟာစစ်အာဏာသိမ်းပြီးအာဏာရလာတဲ့အသက်40အောက်အာဖရိကခေါင်းဆောင်တူဖြစ်ပါတယ်အခုတော့ထရာအိုရီဟာကမ္ဘာအစင်းမြင့်ဆုံးစုတွေထဲကတစုအတွက်အလေးအနက်ထားမဲ့ပုဂ္ဂိုလ်တူအနေနဲ့တရားဝင်အသိမဲ့ပြုခြင်းခံရတာဖြစ်ပါတယ်နိုဘယ်ကော်မတီကထရာအိုရီကိုခေတ်သစ်ကမ္ဘာမှာတွေ့ရခဲ့တဲ့ပုဂ္ဂိုလ်တူအဖြစ်ရှီကျူခဲ့ပါတယ်သူဟာမုန်တီးမှုတွေဖြန့်ဖြူးသူကိုကျိုးအတွက်အာဏာကိုရှာဖွေသူမဟုတ်ပဲသူ့လူမျိုးရဲ့အသိစိတ်ဓာတ်ကိုကာကွယ်ဖို့အတွက်လက်နက်ကိုင်ခဲ့တဲ့ခေါင်းဆောင်တူဖြစ်တယ်လို့ဆိုပါတယ်ဘာကီနာဖာဆိုမှာသူမွဲမြူပေးတဲ့ငင်းချမ်းရဲ့ဟာနိုင်ငံရေးဆွေးနွေးမှုတွေနိုင်ငံတကာသဘောတူညီချက်တွေကနေလာတာမဟုတ်ပါဘူးလူကုန်သိက္ခာနဲ့ကိုအားကိုပြီးနေထိုင်ဖို့ကြိုးပမ်းနေတဲ့တမျိုးသားလုံးရဲ့နှက်ရှိုက်တဲ့စူပေါဆန္ဒကနေမွေးဖွားလာတာဖြစ်ပါတယ်စစ်တပ်ဘဝကနေနိုင်ငံကောင်းဆောင်ဘဝကိုရောက်လာတဲ့ထရာအိုရီရဲ့ခရီးဟာငင်းချမ်းရဲ့အဓိပ္ပာယ်တစ်ခုကိုဖော်ညွှန်းနေပါတယ်အဲ့ဒီငင်းချမ်းရဲ့ကအာနာစင်ကြံတွေမှာဖန်တီးခဲ့တာမဟုတ်ပဲလေကွင်းတွေနဲ့ကြေးရွာတွေမှာထုစစ်ထားတဲ့ငင်းချမ်းရဲ့ဖြစ်ပါတယ်ဒီစကားဒီစီရင်တင်သွင်းမှုကလူအများအပြားကိုအံ့အားသင့်စေခဲ့ပါတယ်ဒါ21ရာစုမှာခေါင်းဆောင်မှုငင်းချမ်းရဲနဲ့အုပ်ချုပ်မှုဆိုတာတွေနဲ့ပတ်သက်ပြီးရေရှည်ဆွဲကိုင်ထားတဲ့အယူဆတွေကိုစိန်ခေါ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်ဘာကီနာဖာဆိုနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဝါဂါဒူးရဲ့စီကားတဲ့လမ်းတွေကနေဝါရှင်တန်ပဲရစ်နဲ့မော်စကိုတို့ကအာဏာစင်ကြံတွေအထိထရာအိုရီနဲ့ပတ်သက်ပြီးပြောဆိုသံတွေပြန့်နှံ့သွားခဲ့ပါတယ်2022ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာအာနာသိမ့်ပြီးကတည်းကအစ်ဘရာဟင်ထရာအိုရီဟာပြုပြင်ပြောင်းလဲရေးတွေကိုဥဆောင်လုပ်ကိုင်ခဲ့ရမှာဘာကီနာဖာဆိုနိုင်ငံကိုလောက်ခါသွားစေုံမကပဲအာဖရိကတလောနဲ့ကမ္ဘာတဝန်းအထိပါပစ်တင်ရိုက်ခတ်သွားခဲ့ပါတယ်သူရဲ့မဟာဗျူဟာကရဲရင်ပြတ်သားပေမဲ့တာမန်အသိဉာဏ်နဲ့နက်နက်ရှိုက်ဆက်ဆက်နေပါတယ်အဲ့ဒါကတော့ကိုအားကိုချင်းကနေငင်းချမ်းရေးကိုဖော်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်သူရဲ့အထင်ရှားဆုံးအောင်မြင်မှုတွေထဲကတစ်ခုကတော့လက်နက်ကင်ကျန်းဖက်သမား12000ကျော်ကိုပြန်လည်သင့်မြတ်အောင်လှုပ်ဆောင်ပေးနိုင်ခဲ့တာပါထရာအိုရီကလက်နက်ကိုမသုံးဘဲလူမှုအသားအဝိုင်းအချင်းချင်းပြန်လည်သင့်မြတ်ရေးအသက်မဝမ်းကြောင်းတင်တန်းတွေပေးပြီးပြန်လည်နေရာချထားရေးစတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်ခဲ့ပါတယ်အကျန်းဖက်မှုတရားထဲမှာပဲလေနေမဲ့အစားထရာအိုရီကဒဏ်ရာတွေကိုကုစားပြီးအရင်တော့ကတိုက်ခိုက်ရေးသမားတွေကိုအကျိုးရှိတဲ့နိုင်ငံသားတွေအဖြစ်ပြန်လည်ပေါင်းစည်းပေးဖို့ကြိုးပမ်းခဲ့ပါတယ်စီပေါ်ရေးဆိုင်ရာအခွင့်အာဏာကိုပြန်လည်ရယူဖို့ရေးရင်းတဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့နိုင်ငံခြား corporation တွေကသိမ်းယူထားတဲ့လေယာမြေ 3.8 သန်းဟက်တာကိုဒေသခံတောင်သူလယ်သမားတွေလက်ထဲပြန်ပေးခဲ့ပါတယ်။ဒီလောက်ရက်ကနေရှင်းလင်းတဲ့သတင်းစကားတစ်ခုကိုပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းစကားကလေယာမြေဆိုတာအဝေးကနေလာတဲ့ရင်းနှီးမြှုပ်နှံသူတွေပိုင်တာမဟုတ်ပဲမြေယာကိုထွန်ရက်စိုက်ပျိုးသူတွေသာပိုင်ဆိုင်ရမယ်လို့ပြောဆိုခဲ့တာပါ။ဖြစ်နိုင်တာကတော့အကြီးမားဆုံးရည်မှန်းချက်နဲ့လှုပ်ဆောင်ခဲ့တာကတော့ထရာအိုရီက Sahel Life Alliance လို့ခေါ်တဲ့ဒေသတွင်းမဟာမိတ်အဖွဲ့ကိုစတင်တည်ထောင်ခဲ့တာပါအဲ့ဒီအဖွဲ့ဟာဘာကီနာဖာဆိုနိုင်ဂျာနဲ့မာလီနိုင်ငံတို့ပူးပေါင်းထားပြီးတဘာဝပတ်ဝန်းကျင်ကိုပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ပါတယ်သူတို့အားလုံးပူးပေါင်းပြီး6သွဲတဲ့ Sahel Zone တစ်ချောင်းတစ်ပင်သန်း800စိုက်ပျိုးခဲ့ရာရာသီဥတုပြောင်းလဲမှုနဲ့သဲကံတရားဖြစ်လာမှုတို့ကိုဆက်ကျင်တဲ့မျှော်လင့်ချက်အလင်းရောင်ဖြစ်လာခဲ့ပါတယ်ဗန်နာရေးစစ်ကတင်းကျပ်မှုကထရာအိုရီအုပ်ချုပ်ရေးရဲ့အဓိကမန်တစ်ခုလည်းဖြစ်ခဲ့ပါတယ်အစိုးရရဲ့အသုံးစရိတ်ကို60%အထိဖြတ်တောက်ပြီးချော့ချလိုက်ပါတယ်။အုပ်ချုပ်ရေးဆိုင်ရာအလေအလွင့်တွေကိုရှော့ချပြီးရန်ပုံငွေတွေကိုနိုင်ငံရဲ့ကြောရိုးဖြစ်တဲ့ပညာရေးနဲ့ကျန်းမာရေးဘက်ကိုပြန်လည်လမ်းကြောင်းပြောင်းပေးခဲ့ပါတယ်။စစ်ချစ်လာအတွင်းမှာဘာကီနာဖာဆိုဟာကျောင်းအသစ်1400နဲ့ကျန်းမာရေးစောင့်ရှောက်မှုဌာန900ကိုဆောက်လုပ်နိုင်ခဲ့ပါတယ်။
ဒီဒေသအတွင်းမှာဒီလောက်အတိုက်တာအထိအလျင်အမြန်လှုပ်ဆောင်နိုင်ခဲ့တာတွေမရှိခဲ့ဘူးလို့ပညာရှင်တွေကထောက်ပြကြပါတယ်အာဟာရနဲ့ပညာသင်ကြားမှုရဲ့ဆက်ဆက်မှုကိုသဘောပေါက်တဲ့အတွက် Traore ကကျေးလက်မွာတဲ့ကြောက်သား95ရာခိုင်နှုန်းကိုဒေသအတွင်းထွက်အစားအစာတွေနဲ့လှုပ်ထားတဲ့နိလေစာအခါမေ့ကျွေးတာကိုအာမခံပေးခဲ့ပါတယ်ဒါကစိုက်ပျိုးရေးနဲ့ပညာရေးတို့ရဲ့ကောင်းမွန်တဲ့တန်တရားကိုပိုပြီးခိုင်မာစေခဲ့ပါတယ်နောက်ဆုံးအနေနဲ့2025ခုနှစ်မေလ4ရက်နေ့မှာတော်လန်တဲ့ခြေလန်းတစ်ခုအနေနဲ့ Traore ကအရင်တော့ကစစ်သွေးကြွထောက်တရာကိုလွန်ငင်းချမ်းသာခွင့်ပေးခဲ့ပြီးသူတို့ကိုငင်းချမ်းရေးအတွက်တောင်သူလယ်သမားများဆိုတဲ့ Farmers Office အစီအစဉ်ထဲကိုပေါစီပေးခဲ့ပါတယ်ဒီအစီအစဉ်ကိုကုလသမဂ္ဂကတော့ကမ္ဘာလုံးဆိုင်ရာအတူယူစရာပုံစံတစ်ခုအဖြစ်ချီးကျူးခဲ့ပါတယ်ဒီအောင်မြင်မှုတွေကစကားလုံးသက်လေလုံးကြီးတဲ့ခေါင်းဆောင်မှုမျိုးနဲ့တခြားစီဖြစ်နေတာကိုတွေ့ရပါတယ်အလုံးလို့ရတဲ့ဂုံတိတ်ခါနဲ့စီးလုံးညဉ့်ညမ်းမှုပေါ်မှာတီဆောက်ထားပြီးလက်တွေ့ကျတဲ့ငင်းချမ်းရေးကိုပုံဖော်ပေးနေပါတယ်ပိုပြီးထူးခြားတဲ့အရာတစ်ခုရှိပါသေးတယ်2025ခုနှစ်ဇူလိုင်လ1ရက်နေ့သူတော်စင်ဘုန်းတော်ကြီးတွေအားလုံးရဲ့ပွဲတော်နေ့မှာဗာတီကန်ရဲ့အချက်အချာနေရာကနေမမျှော်လင့်တဲ့အသံတစ်ခုပစ်တင်ထက်လာခဲ့ပါတယ်လူမှုရေးတရားမျှတမှုပေါ်ခိုင်မာတဲ့တန်တိုက်ထန်ကြောင့်နာမည်ကြီးတဲ့ပိုဟမ်မင်းကြီးလီယိုဆလဲကအဗရာဟင်ထရာအိုရီကိုအထူးဂရုပြုပြောဆိုခဲ့ပါတယ်။ပိုဟမ်မင်းကြီးကကျွန်တော်ငင်းချမ်းရဲ့အတွက်ဆူတောင်းတဲ့အခါတိုင်းဘာကီနာဖာဆိုကစစ်သားလူငယ်လေးတစ်ယောက်ရဲ့မျက်နှာကိုစိတ်ထဲမှာမြင်ရောက်လာပါတယ်။သူဟာဥပဒေတွေကျမ်းစာတွေနဲ့ဟောပြောနေတာမဟုတ်ပဲလက်တွေ့မြေပြင်ကသူ့ချွေးဆက်တွေကနေတဆင့်ပြသနေတာပါ။သူဟာကဘာပေါ်ကဆင်းရဲတဲ့လူတွေကိုသူ့ရဲ့ဘုရားကျောက်တပွဲတပွားထားပြီးလှုပ်ဆောင်နေတာပါလို့မိန့်ကြားခဲ့ပါတယ်။ဒီလိုမျိုးဘယ်တော့မှမကြုံဖူးတဲ့ထုတ်ပြန်ပြောဆိုမှုဟာသင်္ကေတတစ်ခုထက်ပေါ်ပါတယ်။ဒါဟာနိုဘယ်ငင်းချဲဆုအတွက်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အာဖရိကခေါင်းဆောင်တူကိုဗာတီကန်ကပထမဆုံးအကြိမ်တရားဝင်ထောက်ခံလိုက်တာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဗာတီကန်က Traore ကိုတရားဝင်အမည်စည်းတင်သွင်းလိုက်တဲ့အတွက်ကမ္ဘာတဝန်းကတပ်တမန်အတိုင်းအဝိုင်းတွေကြားမှာလောက်ခတ်မှုတွေဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့ခေါင်းဆောင်မှုကိုနိုင်ငံရေးအရာတသက်မဟုတ်ပဲဖိနှိပ်မှုနဲ့စိတ်ပြက်အားငယ်မှုတွေကိုဆက်ကျင်တဲ့ကိုချင်းတရားနဲ့ဘာသာရေးဆိုင်ရာစစ်စင်ရေးတစ်ခုအဖြစ်ပုံဖော်လိုက်ပါတယ်။စစ်အာဏာသိမ်းပြီးတက်လာသူတဦးကိုပေါ်ရမင်းကြီးကိုယ်တိုင်ကအားပေးထောက်ခံလိုက်တာဟာအာဏာနဲ့ရွေးနှုတ်ကတိန်ချင်းဆိုင်ရာရိုးရာအယူဆတွေကိုစိန်ခေါ်လိုက်တာမျိုးဖြစ်ပါတယ်။ဒီပေါ်ရမင်းကြီးရဲ့ထောက်ခံမှုက Traore ကိုဒေသတွင်းနာမည်ကျော်ပုဂ္ဂိုလ်တဦးကနေကမ္ဘာလုံးဆိုင်ရာသင်္ကေတတစ်ခုအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ဗာတီကန်ရဲ့ထောက်ခံမှုကြောင့်ရဲခဲပြင်တွေပွင့်တော်သလိုထိရောက်ပေမဲ့နောက်ဆက်တွဲအနေနဲ့ကမ္ဘာလုံးဆိုင်ရာဒိုမီနိုအကျိုးသက်ရောက်မှုတွေဆက်ဖြစ်လာခဲ့ပါတယ်။အတွဲခေါ်ပအရကွဲပြားနေတဲ့ကမ္ဘာခေါင်းဆောင်တွေဟာသူ့ရဲ့နိုင်ငံရေးကိုလွယ်လွယ်ကူကူခွဲခြားသတ်မှတ်လို့မရတဲ့ဒီလူတစ်ယောက်နဲ့ပတ်သက်ပြီးထင်မြင်ချက်တွေပေးလာကြပါတော့တယ်။ဘာကီနာဖာဆိုရဲ့ကိုလိုနီအုပ်ချုပ်သူဟောင်းပြင်သစ်နိုင်ငံကတတိထားပြီးလေးစားမှုနဲ့တုံ့ပြန်ခဲ့ပါတယ်။သမ္မတအီမီရယ်မက်ခရွန်ကကျွန်တော်တို့မစ္စတာထရာအိုရီရဲ့နီးလက်များစွာကိုသဘောမတူနိုင်ပေမဲ့ရလဒ်တွေကိုတော့လစ်လျူရှုထားလို့မရပါဘူး။သူဟာအကူအညီနဲ့မဟုတ်ပဲလောက်ဆောင်ချက်တွေနဲ့အာဖရိကရဲ့သမိုင်းမှာအခန့်ကဏ္ဍအသစ်တစ်ခုကိုရေးသားနေတာပါလို့မက်ချက်ပေးခဲ့ပါတယ်။ဝါရှင်တန်မှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဒေသတွင်တည်ငြိမ်မှုအတွက် Traore ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအသိအမှတ်ပြုရင်းပိုပြီးစနစ်တကျတွက်ချက်ထားတဲ့တုံ့ပြန်မှုမျိုးကိုပေးခဲ့ပါတယ်။သမ္မတလူလာဒီဆီလဗာဦးဆောင်တဲ့ဘရာဇီးနိုင်ငံကတော့ပိုပြီးပေါ်ပေါ်ထင်ထင်ပြောဆိုခဲ့ပါတယ်။ကျွန်တော်သူ့ကိုစန်ကာရာအသစ်လို့ခေါ်လိုက်တာဒါပေမဲ့သူကကျွန်တော်ကိုပြင်ပေးတယ်။သူဟာယူနီဖောင်းဝတ်ထားတဲ့တောင်သူတစ်ယောက်ပါလို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲသူဟာနိုဘယ်ဆုနဲ့ထိုက်တန်မှန်းကျွန်တော်သိလိုက်တာပါလို့ကြေညာခဲ့ပါတယ်။မော်စကိုမှာတော့ရုရှားသမ္မတက Traore ရဲ့လက်တွေ့ကျကျလှုပ်ဆောင်တတ်တဲ့ထူးခြားသူလို့မိမောထိုးပြဖို့ရွေးချယ်ခဲ့ပါတယ်။သူဟာအတွေးခေါ်တွေကိုဖက်တီရှင်မဟုတ်ပါဘူး။သူကစားနပ်ရိက္ခာစနစ်တွေကျောင်းတွေရဲ့ယုံကြည်မှုရဲ့ဖက်တီရှင်ပဲဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုတုံ့ပြန်မှုတွေဟာပထဝီနိုင်ငံရဲ့အခြေအနေတွေပြောင်းလဲလာတာကိုရောပြန်ဟပ်နေပါတယ်။ Traore ဟာနိုင်ငံခြားအကျိုးစီးပွားတွေအတွက်တိုက်ပွဲမြေဖြစ်ခဲ့တဲ့နေရာကိုလေယာမြေစာသင်ခန်းတွေနဲ့မျောလင်းချက်ရှိတဲ့နေရာအဖြစ်ပြောင်းလဲပစ်လိုက်တာပဲဖြစ်ပါတယ်။ဝါကာဒူးမျိုးပေါ်မှာညအချိန်ကြားနေပေမဲ့မျိုးတော်ကအိတ်ဆက်ဖို့ကိုတော့ညှိဆန်နေပါတယ်။လေဆိပ်ကနေသောမတ်ဆန်ခရာရင်ပြင်အထိလက်လုံမင်းရင်တွေအောက်မှာလူထောင်ပေါင်းများစွာစုဝေးနေပြီးအဗရာဟင်ထရာအိုရီဆိုတဲ့နာမည်တစ်ခုတည်းကိုသာအော်ဟစ်နေကြပါတယ်။အင်ဂျင်ပင်နှပင်ကြားမှာစိုက်ဘုတ်တစ်ခုကိုလက်နဲ့ရဲဆွဲပြီးချိတ်ဆွဲထားရမှာကျွန်တော်တို့ဆက်ပြီးတောက်ပန်နေစရာမလိုတော့ပါဘူး။အခုဆိုကဘာကြီးကကျွန်တော်တို့စီလာနေပြီလို့ရေးထားပါတယ်။ဘာကီနာဘီလူမျိုးအများအပြားအတွက်ဒီသတင်းဟာမိုးခေါရေချရာသီကုံဆုံးချိန်မှာရုတ်တရက်ရောချလိုက်တဲ့မိုးဆက်တွေလိုဖြစ်နေပါတယ်။မိခင်တွေဟာဝမ်းနေလို့မဟုတ်ပဲစိတ်သက်သာရာလို့ပွင့်ပွင့်လင်းလင်းငိုကြွေးနေကြပါတယ်။သူတို့ကလေးတွေဟာ Traore ဆောက်လုပ်ပေးထားတဲ့ရက်ကွက်ကျောင်းအသစ်တွေကိုတက်နေကြပြီဖြစ်ပြီးညဖက်မှာစစ်သွေးကြွားတွေရဲ့တင်တဲ့တန်ကိုလည်းသူတို့မကြောက်ရတော့ပါဘူး။နာဒီနိုမြစ်တစ်ချောက်ကရွာတွေမှာဆိုရင်အရင်တော့ကတိုက်ခိုက်ရေးသမားတွေဟာအခုအခါမှာငင်းချမ်းရေးအတွက်တောင်သူလေသမားများလို့တစိတ်ကက်ခံထားတဲ့ဘောက်ဘီရှဲအလုံးသမားဝက်စုံတွေကိုဝက်ဆင်ပြီးစစ်စင်ရေးဂိတ်တွေမှာတာဝန်ထမ်းဆောင်မဲ့အစားပျောက်ဖူးစိုက်ခင်းတွေကိုရေသွင်းဖို့ဒီဇယ်ပန့်တွေကိုမောင်းနှင်နေကြပါတယ်။ဘာကီနာဖာဆိုနိုင်ငံအပြင်ဘက်မှာလည်းဆာဟဲဒေသတစ်လျှောက်မှာပျော်ပွဲရှင်ပွဲတွေပစ်တင်ထက်နေပါတယ်။
နီယာမယ်နဲ့ဘာမာကိုမြို့တွေမှာလူငယ်အဖွဲ့အစည်းတွေထရာအိုရီပါတဲ့ဆဲဖုန်းဗီဒီယိုတွေကိုအများပြည်သူနိုင်ရန်တွေပေါ်မှာပုံကျဲချပြပြီးစာဟက်ဒေတာတစ်ခုအိမ်မက်တစ်ခုလိုကြွေးကြော်နေကြပါတယ်ဒီသတင်းစကားကရိုးရှင်းပါတယ်ကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထက်ကတနိုင်ငံကတော့သူ့ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ရယူနိုင်တယ်ဆိုရင်သူတို့လည်းလုံနိုင်တယ်ဆိုတာပါလူတွေကပျော်ရွှင်နေကြတာတော့မဟုတ်ပါဘူးတချို့သောတက်ကြည်ရွယ်အိုတွေကတော့ကဘာကအသိမဲ့ပြုမှုတွေကြောင့်ပထဝီနိုင်ငံရဲ့ဖိအားအသစ်တွေဖြစ်လာမှာကိုစိုးရိမ်တကြီးပြောနေကြပါတယ်။ဒါပေမဲ့တန်တရားရှိသူတွေတောင်မှအမှန်တရားတွေကိုတော့ဝန်ခံလာကြပါတယ်။အဲ့ဒါတွေကတော့အကြမ်းဖက်တိုက်ခိုက်မှုတွေရှော့ချတော့တာလေယာထွက်ကုန်တွေတိုးလာတာစိတ်ခန့်တွေဖွင့်လာတာကလေးတွေလည်းအာဟာရပြည့်ဝလာတာတွေပါ။တချင်ကလူမျိုးစုတစ်ခုနဲ့တစ်ခုမတည့်ကြတဲ့အိမ်နှင်းချင်းတွေဟာအခုဆိုရင်တစ်ပင်ပြိုးပင်တွေကိုစိုက်ပျိုးဖို့လက်ချင်းတွဲနေကြတာကိုသူတို့မျက်မြင်ကိုယ်တွေ့ခေကြရပါတယ်။အဲ့ဒီပြိုးပင်တပင်စီတိုင်းမှာလွတ်လပ်မှုအလုံးဂုဏ်သိက္ခာဆိုတဲ့စကားလုံးတွေကိုတက်ဆင်ထားပါတယ်2025ခုနှစ်ဇူလိုင်လ29ရက်နေ့နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်အမည်စရင်းတင်သွင်းကြောင်းကြေညာပြီးတရက်ကြာမှာဘာကီနာဖာဆိုမာလီနဲ့နိုင်ဂျာကောက်ဆောင်တွေဟာဝါဂါဒူးမှာသမိုင်းဝင်သတင်းစာရှင်းလင်းပွဲတစ်ခုကိုအတူတကွကျင်းပခဲ့ကြပါတယ်သူတို့ကထရာအိုရီကိုအမည်စရင်းတင်သွင်းတာဟာသူတူးတဲ့ရဲ့ဂုဏ်ကျက်တည်းမဟုတ်ပါဘူးအာဖရိကဟာသူများတွေရဲခဲ့တဲ့သမိုင်းကနေရုံထွက်နိုင်တယ်ဆိုတဲ့သက်သေဖြစ်တယ်လို့ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်သူတို့ဟာစီးရဲမဟာမိတ်တွေထက်ပိုတဲ့ဒေသတွင်ပူးပေါင်းဆောင်ရွက်မှုအဆင့်တစ်တစ်ခုကိုကြေညာခဲ့ပါတယ်အဲ့ထဲမှာစိုက်ပျိုးရေးပညာရေးပြည်သူ့ကျန်းမာရေးနဲ့ဒေသတွင်းမီဒီယာတွေလည်းပါဝင်ပါတယ်။စားနပ်ရိက္ခာဖုံလုံရေးပြိပခအပြီးပြန်လည်နေရာချထားရေးနဲ့ကျေးလက်စစ်ဖက်ဆိုင်ရာအခြေခံအဆောက်အုံတွေအတွက်အစီအစဉ်တွေကိုပူးပေါင်းဆောင်ရွက်ဖို့ဆာဟဲပူးတွဲအရက်ဖက်ကွဲကဲမှုအဖွဲ့ Joint Civil Command of Sahel လို့ခေါ်တဲ့အဖွဲ့အစည်းအသစ်တစ်ခုကိုလည်းကြေညာခဲ့ပါတယ်။တချင်တည်းမှာပဲဂီနီ၊ချတ်နဲ့တိုဂိုလိုမျိုးအင်းင်းချင်းနိုင်ငံတွေကလည်းတရားဝင်ဂုဏ်ပြုကြောင်းသဝန်တော်တွေပေးပို့ခဲ့ကြပါတယ်။ဒါဟာထရာအိုရီရဲ့ကိုအားကိုရဲ့ဒေသတွင်းစီးလူညီညွတ်ရေးနဲ့နိုင်ငံခြားကျွေးမီကိုငင်းပယ်တဲ့ပုံစံဟာအာဖရိကသမဂ္ဂအတွင်းမှာအာဖရိကဖွံ့ဖြိုးတိုးတက်ရေးအတွက်စံပြမုံတစ်တစ်ခုဖြစ်လာနိုင်တယ်လို့အရေးအမြော့အနေနဲ့ဟောပြကြတာလည်းဖြစ်ပါတယ်။အာဖရိကသမဂ္ဂရဲ့ကိုယ်စားလှယ်တွေကြားမှာအငင်းပေါ်မှုတွေမြန်မြန်ဆန်ဆန်ပဲတိုးလာခဲ့ပါတယ်။သူတို့ကစစ်တပ်အာဏာသိမ်းမှုနဲ့အာဏာရလာတဲ့အစိုးရတွေကိုတီးခြားခွဲထုတ်ဖို့ရည်ရွယ်ပြီးဒီဇိုင်းဆွဲထားတဲ့အာဖရိကသမဂ္ဂရဲ့အမြန်တွန်းပြန်ရေးရန်တရားကိုပြန်လည်စဉ်းစားဖို့တိုက်တွန်းခဲ့ကြပါတယ်။နိုင်ငံရေးကော်မရှင်နာတဦးကနာမည်မဖော်ဘဲသတင်းထောက်တွေကိုပြောခဲ့တာကကျွန်တော်တို့သူတို့ပြည်သူတွေအတွက်ဆောက်လုပ်ပေးနေတဲ့လမ်းတွေနဲ့ပဲအကဲဖြတ်ရပါလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဥရောပနဲ့အမေရိကန်ပြည်ထောင်စုမှာတော့တပ်တမန်တွေဟာထရာအိုရီရဲ့ကြီးထွားလာနေတဲ့တရားဝင်မှုကိုသတိထားပြီးအသိမဲ့ပြုခဲ့ကြပါတယ်။ဒီမိုကရေစီစံနှုန်းတွေနဲ့ပတ်သက်လို့စိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့တပ်တမန်တော်တော်များများကဒေသတွင်းရဲ့အချုပ်အခြာအာဏာပိုင်လမ်းကြောင်းအပေါ်မှာလေးစားမှုရှိကြောင်းဖော်ပြခဲ့ကြပါတယ်။တိတ်ဆိတ်အနေနဲ့ဆိုရင်နိုင်ငံတကာငွေချဲသူအချို့ကဘာကီနာဖာဆိုနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတော့ပြန်ဖွင့်နေပါပြီ။နိုဘယ်အမည်စရင်းတင်သွင်းခံရမှုဟာစုတစ်ခုထက်အများကြီးပိုတဲ့အရာဖြစ်လာခဲ့ပါတယ်။ဒါဟာသင်္ကေတအဖြစ်သမိုင်းဝင်အလဲပြောက်တစ်ခုပါ။အာဖရိကဟာသူများတွေရဲ့အသံကိုငှားပြီးပြောနေတာမဟုတ်တော့ဘူးဆိုတာကမ္ဘာကိုကြေညာလိုက်တာပဲဖြစ်ပါတယ်။သမ္မတနန်းတော်ရဲ့လေသာဆော်ဘော်ကနေထရာအိုရီဟာကျူဝဲနေတဲ့လူထုကိုရုတ်တရက်မင်ခွန်ပြောခဲ့ပါတယ်။ဒီအမည်စရင်းတင်သွင်းခံရမှုဟာကျွန်တော်တယောက်တည်းအတွက်မဟုတ်ပါဘူး။ကိုပိုင်လေခွင့်ပြင်ကနေကလေးတွေကိုကျွေးမွေးခဲ့တဲ့မိခင်တိုင်းအတွက်ဖြစ်ပါတယ်။ rifle အစားဂေါ်ပြားကိုကြိုက်ခဲ့တဲ့လူငယ်တိုင်းအတွက်ဖြစ်ပါတယ်။ကျွန်တော်တို့ဟာကဘာကိုအထင်ကြီးအောင်လုပ်ဖို့အတွက်ငင်းချမ်းရေးကိုတိဆောက်နေတာမဟုတ်ပါဘူး။အသက်ရှင်ရပ်တည်ဖို့အတွက်တိဆောက်နေတာပါလို့ပြောခဲ့ပါတယ်။အာဖရိကတလောကတက္ကသိုလ်ကျောင်းဝင်းတွေမှာစီးလုံးညီညွတ်မှုတွေဖော်ဆောင်ခဲ့ကြပါတယ်။ဘာမာကိုနီယာမေအခရာနဲ့ကင်ရှာဆာမြို့တွေမှာကျောင်းသားတွေကဖိုရန်တွေနဲ့ဆူတောက်ပွဲတွေကျင်းပခဲ့ကြပါတယ်။ social media ပေါ်မှာဆိုရင် Novel for Africa ဆိုတဲ့ hashtag ဟာကမ္ဘာတစ်ဝန်းမှာခေတ်စားနေပြီးအစည်းအဝေးပွဲတွေအစားလေခွင့်တွေထဲမှာအလုပ်လုပ်နေတဲ့ခေါင်းဆောင်တွေကိုပုံမအသိမဲ့ပြုဖို့လူငယ်အာဖရိကတွေကတောင်းဆိုခဲ့ကြပါတယ်။ကျောင်းသားလှုပ်ရှားသူတို့က Twitter မှာရေးခဲ့တာကတော့ Traore ဟာဝတ်စုံဝတ်ခဲ့ဘူး၊ဘုတ်ဖနဲ့ဝတ်ခဲ့တယ်။သူ Davos မြို့ကိုမသွားခဲ့ဘူး။လေခွင့်တွေကိုသွားခဲ့တယ်။အဲ့ဒါကြောင့်ဒီ Nobel ဆုကအရေးကြီးတာပါလို့ဆိုပါတယ်။ အာဖရိကလုံးဆိုင်ရာစီးလုံးညီညွတ်ရေးအဖွဲ့ Pan African ကထောက်ခံမှုကလည်းခိုင်မာခဲ့ပါတယ်။မာလီ၊နိုင်ဂျာ၊ဂီနီနဲ့ဒက်ရှ်တို့ကခေါင်းဆောင်တွေဟာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရမှာသူသာဆုရခဲ့ရင်လူတူးတယောက်ရဲ့အောက်ပွဲမဟုတ်ဘူး။ဒါဟာတိုက်ကြီးတစ်ခုလုံးရဲ့အမှန်တရားကိုဖော်ထုတ်ပေးလိုက်တာပါ။တောင်သူသမ္မတတူဟာပြည်ပရောက်သမ္မတတူထက်ပိုပြီးအစွန်းထက်ပါတယ်လို့ဖော်ပြခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာကဘာကြီးရဲ့မျက်လုံးတွေဟာအော်စလိုမြို့ကိုစူးစိုက်ကြည့်နေကြပါလိမ့်မယ်။အဲ့ဒီနေ့မှာနာမည်တစ်ခုလုံးဟာနိုဘယ်ငြိမ်းချမ်းရေးဆုရဲ့အမွေအနှစ်ထဲမှာထည့်သွင်းခံရပါလိမ့်မယ်။အာဖရိကတလောကတန်ဖို့များစွာသောလူငယ်တွေအတွက်မျှော်လင့်ချက်ဟာအီဘရာဟင်ထရာအိုရီဆိုတဲ့မျက်နှာတစ်ခုတည်းကိုသာထံပေါ်ထားပါတယ်။အသက်36နှစ်အရွယ်မှာသူ့ရဲ့ခေါင်းဆောင်မှုဟာရုပ်ဆက်သစ်တစ်ခုလုံးကိုကိုစားပြုနေပါတယ်။ထရာအိုရီဟာစု